အားလုံးပဲမင်္ဂလာပါကျွန်တော် Physics Channel ကနေကြိုဆိုပါရစေယူပဗေဒကိုပုံပုံနားလည်သက်ကြွမှုအတွက်ကျွန်တော် Physics Channel မှာအတူတကွလေ့လာကြပါစို့ Rigid body အကြောင်းလေးဆရာဒီနေ့တင်ပြပေးမယ် Rigid body ကိုဆရာကြီးများဘာသာပြန်ကြတာဆရာတို့နိုင်ငံကယူပဗေဒဆရာကြီးများဘာသာပြန်ကြတာကခက်မာဝိတ္ထုလို့ဘာသာပြန်တယ်အခက်မာဝိတ္ထု Rigid body ဘာလဲပုံမပြောင်းနိုင်တဲ့အရာဝတ္ထုလို့မှတ်ရင်ရပြီအရာဝတ္ထုတစ်ခုသည်အမြန်နှုန်းတစ်ခုနဲ့ရွေ့ရှားမယ်အဲ့လိုအမြန်နှုန်းတစ်ခုနဲ့ရွေ့ရှားတဲ့အချိန်မှာပုံမပြတ်ပုံမပြောင်းနိုင်တဲ့အရာဝတ္ထုသည် rigid body နမူနာအနေနဲ့မင်းတို့ပန်ကာဒလက်ကိုစဉ်းစားပန်ကာဆရာတို့ဖွင့်ကြတယ် speed 1 speed 2 speed 3အဲ့လိုဖွင့်တယ်အဲ့တော့ပန်ကာဒလက်လေးကမှုတ်နေအောင်လေဒီလိုမှုတ်နေအောင်လဲနေတာတောင်မှအဲ့ဒီပန်ကာဒလက်သည်ပန်ကာကိုရက်တက်လိုက်တဲ့အချိန်ကျရင်လုံးဝပုံပြတ်သွားခြင်းမရှိဘူးအဲ့ပန်ကာဒလက်ထဲမှာပါဝင်ဖွဲ့စည်းထားတဲ့ကော်သားအမှုန်လေးတွေလည်းနေရာရွေ့ခြင်းပုံပြောင်းခြင်းမရှိဘူးဒီလိုရာဝတ္ထုမျိုးကို rigid body လို့ခေါ်တယ် definition နဲ့မှာတစ်ချက်ကြည့်လိုက်ပါဦးကွယ် a rigid body တဲ့ rigid body ဆိုတာ is a body အရာဝတ္ထုတစ်ခု that does not deform ပုံမပြတ်နိုင်သော or သို့မဟုတ် change shape ပုံမပြောင်းနိုင်တဲ့အရာဝတ္ထုကိုrigid body လို့ခေါ်တယ်